the crowd to stop it. Except, with just one casual swing of his fist, Carter actually killed a sack warrior on the spot. ဒီလူသားဟာဂျိုသားတွေရဲ့ကလေးထိန်ချောင်းထဲကိုမတော်တဆဖမ်းဆီးခေါ်ဆောင်ခံလိုက်ရပြီးဂျိုသားရင်သွင်းငယ်လေးတွေနီးတူပါကလေးထိန်ချောင်းရဲ့အလိုလျောက်လိုင်းပေါ်ရောက်သွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူဟာရေကန်ထဲကိုတန်းပစ်ချခံလိုက်ရပြီးတကိုယ်လုံးမှာရှိတဲ့အညစ်အကြေးတွေအကုန်စင်အောင်စီးကြောချင်းခံလိုက်ရတာပါ။ဒါပေမဲ့သူဘာမှပြန်မလုပ်နိုင်ခင်မှာလေအဖြူရောင်မုံတွေအပြည့်ရှိတဲ့တိမ်တိုက်ကြီးတစ်ခုကသူ့မျက်နှာတက်တဲ့ကိုအရှိန်နဲ့ဝုန်းခနဲ့ကြားရောက်လာပါတယ်။တကယ်တော့ဒါကတော့အိတ်ခုံမျိုးနယ်စု Tharks တွေဟာသူတို့ရဲ့ရင်သွင်းငယ်လေးတွေအတွက်တီးတန့်သုံးတဲ့ကလေးပေါင်တာမုံတွေဖြစ်နေတာပါ။နောက်ဆုံးမှာတော့သူတို့ဟာဂျွန်ကာရာကိုဘာရန်စင်ကျဲတဲ့ရေတော် Baram Holy Water တငုံတိုက်ကျွေးလိုက်ပြီးအန်အောဖို့ကောင်းတာကအဲ့ဒီရေကဘာသာစကားအတားအဆီးတွေကိုအကုန်လုံးရိုက်ချိုးဖျက်ဆီးပစ်လိုက်ပါတယ်။အခုဆိုရင်ကာတာတယောက် Mars ဂျိုသားတွေနဲ့ကောင်းကောင်းကြီးဆက်သွယ်ပြောဆိုနိုင်ပြီပေါ့။ဒါနဲ့ပဲထူးခြားဆန်းပြတဲ့ကဘာမြေသားတယောက်ဟာ Mars ဂျိုကမူဂျိုကျောင်းထဲကိုရောက်ရှိသွားခဲ့ပါတယ်။တကောင်ရံအချိန်မှာကာတာတယောက်စီးသွားခြင်းလို့နိုးလာတဲ့အခါသူ့ဘေးပတ်လဲမှာဂျိုသားကလေးငယ်လေးတွေဝိုင်းအောင်ပြီးအနှွေးတဲ့အဖြစ်သူ့ခန္ဓာကိုယ်ကိုကတ်တွယ်အိပ်ပျော်နေကြတာကိုတွေ့လိုက်ရပါတယ်။သူဟာအောက်ကဂျိုသားကလေးတွေကိုမထိခိုက်အောင်ဂယုတစိုက်နဲ့အသားအရာလေးဖယ်ရှားလိုက်ပြီးဒီနေရာကနေအမြန်ဆုံးလွတ်မြောက်ဖို့အတွက်သူ့ကိုချီနှောင်ထားတဲ့တန်ကြိုးတွေကိုအတင်းရုံးကန်ဖျက်တောက်ဖို့ကြိုးစားပါတော့တယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျိုသားသားရဲ့တိရစ္ဆာန်ကြီးတစ်ကောင်ကသူ့စီကိုတဖြည်းဖြည်းချင်းတွားသွားပြီးချင်းကပ်လာခဲ့ပါတယ်။အဲ့ဒီအရာမှာအိမ်မွေးတိရစ္ဆာန်ကြီးကတော့ကလေးတွေကိုစောက်ရှောက်ဖို့လေ့ကျင့်ပေးထားတဲ့ဦးလာဝိုးဝေါဆိုတဲ့တာရဲခွေးကြီးပဲဖြစ်ပါတယ်။ကာတာတယောက်ဒီတာရဲကြီးကသူ့ကိုရံမပြုတ်မှန်တီးလိုက်ရတဲ့အခါမှာတော့ယုံကြည်မှုတွေချက်ချင်းတိုးပွားလာခဲ့ပါတယ်။သူဟာတန်ကြိုးတွေကိုဖျက်တောက်ပြီးဒီနေရာကနေလွတ်မြောက်ဖို့ကောင်းကင်ဘုံကိုဝုန်းကနေမြင့်မြင့်မားမားခုန်တက်လိုက်ပါတယ်။ဒါပေမဲ့နောက်တစ်စက္ကန့်မှာတင်ဦးလာကသူ့ရှိတဲ့မှာဘွားခနဲ့ပြန်ပေါ်လာပါရော။မင်းကဘလို့လုပ်ပြီးငါရှိရောက်နေတာလဲ။ဆိုပြီးကာတာတယောက်လမ်းဖြတ်သွားပြီးလွတ်မြောက်ဖို့ခြေကုံလက်ပန်းခါပြီးပြေးပါတော့တယ်။ဒါပေမဲ့ဦးလာကတော့ကော်လိုကပ်ပြီးသူ့နောက်ကိုမစုံမနစ်လိုက်ပါတော့တာပေါ့။ဦးလာကကြည့်ရတာထုံထိုင်းပုံစံပို့ပေမဲ့တကယ်တမ်းကျတော့အသက်ရှူမလောက်အောင်မြန်လွန်းလာပါတယ်။ကာတာဘလောက်ပဲဝေးဝေးခုန်ပြေးပါစေဦးလာကတော့သူ့ထက်ခြေတလန်းအမြဲဥအောင်ကြိုပြီးပိတ်ဆို့ထားနိုင်စမြဲပါပဲကာတာတယောက်လုံးဝကိုစွန့်သွားခဲ့ရပါတယ်လွတ်လန်းမရှိတော့မှန်တိလိုက်ရတဲ့အခါသူဟာရှိသမျှခွန်အားတွေအကုန်စိုက်ထုတ်ပြီးအမြင့်ဆုံးမှာရှိတဲ့မီးပြတိုက်စီကိုတဟုန်ထိုးခုန်တက်သွားပါတော့တယ်အဲ့ဒီမီးပြတိုက်ထဲမှာတော့အိတ်ခွန်မျိုးနွယ်စုတွေဟာပျော်ပွဲရှင်ပွဲတွေကိုတောင်းဖြဖြကျင်းပနေကြတာပါဒီအချိန်မှာကာတာကသူတို့မျိုးနွယ်စုတွေကိုရှင်လို့မရမှန်းသိနေပါပြီဒါပေမဲ့အဲ့ဒီအချိန်မှာတင်ဦးလာကကာတာကိုလိုက်ရှာရင်းနဲ့အော်ဟစ်ပြီးအတင်းတိုးဝင်လာတာကြောင့်တပြိုင်နက်တည်းမှာပဲပါတီပွဲကြီးတစ်ခုလုံးဘောင်းပန်လန်ခတ်ကမောက်ကမဖြစ်သွားပါတော့တယ်။အဲ့ဒီနေရာမှာတင်ဦးလာဟာအိတ်ခုံမျိုးနွယ်စုတွေရဲ့ရဆက်ဆက်အရိုက်နှက်ကိုခံလိုက်ရပါတယ်။ကာတာတယောက်ဒါကိုစက်ကြည့်မနေနိုင်တော့တာကြောင့်ဦးလာကိုကာကွယ်ဖို့လူအုပ်ထဲကိုအတင်းတိုးဝင်ပြီးတားဆီးပါတော့တယ်။ဒါပေမဲ့သူ့ရဲ့လက်သီးတစ်ချက်ကိုပဲတာယာဝေယံလိုက်ယုံနဲ့တင်အိတ်ခုံမျိုးနွယ်စုရဲ့စစ်တီတော်တယောက်ကိုနေရာမှာတင်ပွဲချင်းပြီးတေဆုံးသွားစေခဲ့ပါတယ်။အဲ့ဒီလိုမယုံနိုင်တော့တဲ့စွမ်းသက်တိကြောင့်မျိုးနွယ်စုကောင်းဆောင်ကြီးတောင်နေရာမှာတင်ကြက်တည်သွားခဲ့ရပါတယ်။နောက်ဆုံးမှာတော့အိတ်ခုံမျိုးနွယ်စုအားလုံးကာတာစီကိုတပြိုင်နက်တည်းဝိုင်းအောင်ပြေးဝင်လာပြီးသူ့ကိုပြန်လဲဖမ်းဆီးကြုံနှောင်လိုက်ပါတော့တယ်။နောက်တစ်နေ့မှာတော့ကာတာကိုတန်ကြိုးတွေနဲ့တင်းကြပ်တုံနှောင်ပြီးဒီရိုင်းဆိုင်တဲ့မျိုးနွယ်စုရဲ့ပြင်းထန်တဲ့ပြစ်ဒဏ်ကိုခံယူဖို့ကွင်းပြင်ကျဲကြီးတဲ့ကိုစီတန်းလဲခေါ်ဆောင်လာခဲ့ပါတယ်။ဒါပေမဲ့တကယ်တမ်းအဖြစ်ပေးခံရမှာကကာတာမဟုတ်ပါဘူး။သူ့ကိုခေါ်ယူဆောက်ရှောက်ခဲ့တဲ့ဆိုလာစောဝေါ်ပဲဖြစ်ပါတယ်။ဒါကအိတ်ခုံမျိုးနွယ်စုရဲ့ရှေးရိုးစဉ်လာဒလေးတစ်ခုပါ။ကလေးတယောက်အပြစ်လုပ်မိရင်ကြီးကျက်ဆောက်ရှောက်တဲ့မိဘကအစားဝင်ပြီးပြစ်ဒဏ်ခံရတာမျိုးပေါ့ပြစ်ဒဏ်ပေးပြီးတဲ့နောက်မှာတော့မျိုးနွယ်စုကောင်းဆောင်ကြီးကဆိုလာကိုနောက်တစ်ကြိမ်ထပ်ဖြစ်ရင်တော့မျိုးနွယ်စုရဲ့ဥပဒေအရအသက်နဲ့ရောရလိမ့်မယ်လို့ကိုယ်တိုင်တတိပေးလိုက်ပါတယ်ဒဏ်ရာတွေနဲ့အားနည်းနေတဲ့ဆိုလာကိုကြည့်ပြီးကာတာတယောက်နောင်နာတွေနဲ့စိတ်မကောင်းဖြစ်နေရရှာပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှတင်ကင်းထောက်တယောက်ကရန်သူတွေဝင်ရောက်တိုက်ခိုက်တော့မယ်ဆိုတဲ့တတိပေးချက်ကိုအော်ဟစ်အကြောင်းကြားလာပါတယ်ကွင်းပြင်ထဲမှာရှိတဲ့အိတ်ခုံမျိုးနွယ်စုတွေဟာအရက်မျက်နှာအနှံ့ကိုချက်ချင်းပဲထွက်ပြေးပုံအောင်ကြပြီးမျိုးနွယ်စုကောင်းဆောင်ကြီးကလည်းကာရာကိုဘေးကင်းရာစုံစီတို့အမြန်ဆွဲခေါ်သွားပါတယ်။ဒါပေမဲ့မျက်စိတမိတ်အတွင်းမှာတင်ထူဆန်းဆန်းပြတဲ့ဂျိုသားစစ်တင်မောအုပ်စုကြီးတစ်ခုဟာကောင်းကင်ရန်ထက်မှဘွားခနဲ့ပေါ်လာပါတော့တယ်။သူတို့ရဲ့နီးပညာတွေဟာအိတ်ခုံမျိုးနွယ်စုတွေထက်အစာပေါင်းများစွာတာလွန်နေတာတိတာလွန်လာပြီးအဲ့ဒီအခိုက်အတန့်မှာတင်လူတိုင်းဟာအစွန်းကုန်ထိတ်လန့်တုန်လှုပ်ပြီးကတောင်းကနင်းဖြစ်သွားကြပါတော့တယ်။